Samsung ရဲ့နောက်ဆုံးထွက်အကောင်းဆုံးဖုန်း Galaxy S25 Ultra ကိုဝယ်သင့်စဉ်းစားနေတဲ့သူတွေအတွက် Resolution review လေးလုပ်ပေးမယ်ကျွန်တော်ဒီဖုန်းကိုစမ်းသုံးပြတဲ့ကာလတစ်လျှောက်လုံးပါနော်အားရဆုံးကတော့ display နဲ့ camera ဘိုင်းပါဒီဖုန်းကိုကောက်ကင်လိုက်တယ်ပေါ့နော်ဒီကောင်ရဲ့ display ကိုကြည့်ရတဲ့ feeling ကဘယ်လိုပြောရမလဲ share ပဲပေါ့နော်စိုက်ကြီး bezel ပန်းပေါင်းမှာ quality resolution နဲ့သုံးလို့ရမယ်ရှင်းမှာကျွန်တော် review လုပ်ပြခဲ့တဲ့ Oppo Find X Pro တို့ Vivo S200 Pro တို့ဆိုရင် quality မရဘူးပြီးတော့ဒီကောင်က DSLR မှာလက်ရှိ display အကောင်းဆုံးဖုန်းနံပါတ်1နေရာရတာဆိုတော့ display အကောင်းဆုံးဖုန်းရှာနေရဆိုရင်အဝေးပြေးကြည့်နေဒီ Galaxy S25 Ultra ရှိနေကင်မရာဘိုင်းမှာတော့ဒီကောင်က S24 Ultra နဲ့ရှင် Ultra wide sensor ပိုကောင်းလာတာလွယ်ပြီပေါ့နော်ကျန်တဲ့ hardware change တိတ်မရှိဘူးအဲ့လိုပဲပုံထွက် quality ဘိုင်းမှာလည်းအရင် improve ဖြစ်လာတယ်လို့မခံစားရအောင်အဲ့လိုမခံစားရပေမဲ့လည်းပေါ့နော်လက်ရှိကျွန်တော်အကြိုက်ဆုံးကင်မရာကိုပြောပါဆိုရင်တော့ဒီ Galaxy S25 Ultra ရှိမယ်ပြီးတော့ Vivo S200 Pro ရှိမယ်เนาะဒီ Galaxy S25 Ultra ရဲ့ပုံထွက် quality အနေထားဘယ်လိုရှိလဲဆိုတော့သိရအောင်ကျွန်တော်ဆိုင်းရိုက်ထားတဲ့ပုံလေးကိုပြပေးလိုက်မယ်တစ်ချက်ချိုးကြည့်လိုက်ကြပါဦးဒီဖုန်းကလက်ရှိအကောင်းဆုံး Android chipset Snapdragon 8 Elite ကိုသုံးတာဆိုတော့ကျွန်တော် performance နဲ့ပတ်သက်ပြီးတော့เนาะထွေထူးထူးပြောစရာမရှိဘူးဒါပေမဲ့ cooling ပိုင်းမှာတော့ပြောစရာရှိတယ်တခြား flagship ဖုန်းတွေရှင်ဒီကောင်လည်းပို့ပို့တယ်ဆိုတာကနေရင်းထိုင်ပူတာမျိုးတော့မဟုတ်ဘူးပေါ့နော် game ဆော့တဲ့ခါမျိုးမှာတစ်ခါလေကြာ nudity လေးဖြစ်တာလေးကြုံရတယ်ဒီလောက်ပဲ battery နဲ့ charging ပိုင်းကတော့ Musel တစ်ပတ်ကန် flagship ဖုန်းတွေရှင်ဒီကောင်နေကောင်းနေလို့ထင်ရပေမဲ့လေပေါ့နော်ကျွန်တော်တော့လုံလောက်တယ်ပြဿနာမရှိဘူးကျွန်တော်ဆို game ဆော့တယ် YouTube ကြည့်တယ် social media တွေသုံးတယ်အဲဒါအောင်မှတစ်နေ့ကိုတစ်ခါလောက်ပဲအားသိရတယ်ဆိုတော့အဆင်ပြေတယ် YouTube ဆိုလို့ဒီဖုန်းနဲ့ YouTube ကြည့်ရတဲ့ feeling တခြားဖုန်းနဲ့ပြောင်းမကြည့်ချင်လောက်အောင်မိုက်တယ်အဓိကတော့ဒီကောင်ရဲ့ display နဲ့ audio quality ကြောင့်ပေါ့နော် speaker တွေဆိုရင်အတန်နဲ့ကျယ်တယ် clarity ကောင်းတယ် bass တန်တွေမိုက်တယ်ပြီးတော့ဒီဖုန်းမှာသုံးထားတဲ့ ultrasonic fingerprint sensor ကကျွန်တော်ပဲစိတ်ထင်လို့လားမသိဘူးတခြား flagship ဖုန်းတွေမှာသုံးထားတဲ့ဒီ ultrasonic fingerprint တွေတက်ပိုးမြန်တယ်လို့ခံစားရတယ်ပြီးတော့ wireless signal ပါလာတဲ့နောက်မှဆိုရင် light notification တွေကိုပြပေးရတော်တော်လာတယ်သုံးရတာလည်းတော်တော်ကောင်းတယ်အဲတခုပဲ notification bar မှာ network speed indicator ကိုခုချိန်ထိထည့်မပေးရတော့မမိုက်ပါဘူးလောက်ဆိုရင် Galaxy S25 Ultra ဘယ်လိုဖုန်းမျိုးလဲဆိုတာသိသွားကြမယ်ဒီမှာလေကျွန်တော်တို့ဒီ Galaxy S25 Ultra နဲ့ S24 Ultra ကိုပိုကြိုက်တယ်ပိုကြိုက်ရတဲ့အကြောင်းရင်း၃ချက်ရှိတယ်နံပါတ်1 S24 Ultra မှာသုံးပေးထားတာက round frame ဆိုတော့ကျွန်တော် hand feeling နဲ့ hand grip ဘိုင်းမှာပိုကောင်းတယ်နံပါတ်2 S24 Ultra ရဲ့ camera ring design လေးကိုပိုကြိုက်premium look ပိုရောက်လို့ခံစားရတယ်ပြီးတော့ S25 Ultra ရဲ့ floaty camera design လိုမျိုးပေါ့နော်ဖုန်းကတ်မလွယ်ဘူးနံပါတ်3 S24 Ultra ရဲ့ S Pen မှာ Bluetooth ပါတယ်ဟုတ်ကဲ့ဒီလောက်ပါပဲ